YY Audio Book Channel ကိုနားဆင်အားပေးနေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့အချစ်ဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာပရိသတ်ကြီးတို့နားဆင်ရမှာကတော့စာရေးဆရာမအေဂျီဖြူရေးသားထားတဲ့အဝါရောင်ရဲတိုင်းဆိုတဲ့ဇာတ်လမ်းလေးကိုပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။နားမဆင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်ဒါဆိုရင်တော့ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုခုပဲစတင်လိုက်ပါပြီ။အဝါရောင်ဆိုတာပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းအမှုပညာနဲ့ထင်ရှားကြော်ကြားခြင်းကိုကိုစားပြုတဲ့တနေ့မှာအဝါရောင်စေးသားပြည့်နဲ့ချိန်မုံထားတဲ့ရဲတိုက်ကြီးတပ်ဖွဲ့ခန္ဓာကြီးကျယ်လှတဲ့အိမ်ကြီးစီကိုသူမရောက်ရှိသွားတဲ့အခါမှာအမလေးထမင်းစားအောင်မလားတပန်းလုံးမှ1500ရဲနော်9ကြော်ပါတယ်ငြုပ်သီးကြော်နဲ့မြေပဲကြော်ပြင်တရက်ချင်းတုပ်လဲပါတယ်ထမင်းကလည်းဘူးပြည့်ထည့်ပေးမှာပါဘေးနားမှာခောက်တူးခောက်ပြန်ရှောက်ပြီးတော့မှအော်နေတဲ့ဈေးတယ်လေးရဲ့အတန်ဆဆာနဲ့ဈေးရောင်းတန်ကြောင့်မအိတ်ချင်ပါပဲနဲ့ဇွတ်မိတ်ပိတ်ထားမိရဲ့မျက်လုံးလေးကိုအသာဖွင့်ပြီးတော့တလင်းဖြူကိုကြည့်လိုက်မိရဲ့အဲ့ဒီခါဈေးတယ်လေးကင်ထားတဲ့စတီးပန်းအသေးလေးပေါ်မှာရှိရဲ့တရက်ချင်းတုပ်လေးနဲ့ငြုပ်သီးတောင်ကြော်လေးတွေကိုကြည့်ပြီးတော့တတွေးကိုမြူချလိုက်တယ်ဘလောက်ပင်စိတ်ဆင်းရဲတော့ကဖြစ်နေစေကမူဘိုက်ကအချိန်တန်ရင်တော့ဆာလာစမြဲပါဈေးတရားလည်းတလင်းဖြူရဲ့စာလောင်မှုတွေကိုတတိပြုမိပုံရတယ်။ဟင်းထည့်ထားတဲ့စတီးပန်းကိုတလင်းဖြူရဲ့မျက်နှာရှိတဲကိုဝိကာဝိုက်ကနေဟန်ရေးပြလို့နေပါတယ်။ငါးကြော်တုံးတွေကလည်းတလင်းဖြူရဲ့စာလောင်မှုကိုမျက်စာပြပြတကယ်သူရှိနေရကြောင်းခန္ဓာရည်မရှိတော့တဲ့အဆုံးမှာတလင်းဖြူကဈေးတယ်လေးကိုခေါ်လိုက်တယ်။တီယိုတပန်းပေးရမယ်မလေးရမယ်။ဈေးတယ်လေးကမသိရင်တလင်းဖြူရဲ့ဈေးဝယ်ကိုစောင့်နေပြီးတကယ်သူပင်ဇလွယ်တိုင်းထားတဲ့လွယ်အိတ်ကြီးတွေကဖော်ဘူးနှစ်ဘူးကိုထုတ်လိုက်တယ်။ပြီးတော့ထမင်းထည့်ထားဟန်တူတဲ့ဖော့ဘူးကိုတလင်းဖြူစီကိုလှမ်းပြီးတော့ပေးကကျန်တဲ့ဖော့ဘူးတဲကိုစတီးပန်းပေါ်ဟာဟင်းတွေကိုထည့်လိုက်တယ်။ကျွမ်းကျင်လှပြီးစွာတကြိမ်ချင်းခုံမောင်းနေတဲ့ရထားပေါ်မှာမတိတ်ကျက်ပြီးတော့ဗန်းရဟင်းတွေကိုမြေပဲတစည်းမှအစအောက်ကိုဖိတ်စင်မကြအောင်ဘူးတွေကိုထည့်လို့သွားတာအလုံးစုံပြီးသွားတဲ့အခါဈေးတယ်လေးကသူ့ရဲ့နောက်ဘက်မှာရှိတဲ့အဖော်ပါလာတဲ့သူစီကဘူးတပူကိုလှမ်းယူလိုက်ပြီးတော့ဗန်းထဲကိုအစီအစဉ်တကြပုံပြီးတော့အတန်ဆဆာနဲ့ရထားတွဲတစ်လျှောက်အော်ဟစ်ထွက်သွားလေတယ်ဟင်းသုံးမျိုးနဲ့ထမင်းအဝစာကို1500ရဲနော်တပန်းလုံးမှ1500နော်ငါးကြော်လေးကိုကြိုက်လိုက်ငြုပ်သီးကြော်တောင်လေးကိုထမင်းထဲကိုထည့်မြုပ်လိုက်နဲ့အဲ့လိုစားရတာကအရသာတွေးလာပါတယ်ငြုပ်သီးကြောင်ဆက်သွားရင်တရက်ချင်တုပ်လေးစားလိုက်နဲ့ရန်ကုန်မြို့မှာစားခဲ့ရသမျှထမင်းဆိုင်ပေါင်းစုံရဲ့အရသာထက်ပိုပြီးတော့တာကောင်းနေသေးတယ်ရုပ်စွာဆုံးတလင်းဖြူမကြိုက်တဲ့မြေပဲကြော်အပင်ချိုပြီးတော့စိတ်ကအရသာရှိလာတယ်တူမလေးအတုပ်လေးစားအောင်မလားကြာစံခောက်ဆွဲပဲပြတော့အစုံရတယ်နော်တပွဲမှာ300ရဲရဲ့တလင်းဖြူထမင်းစားနေစဉ်ရောက်လာတဲ့ဈေးတဲ့ကြောင့်ခေါင်းမောကြည့်လိုက်တဲ့အခါနှီးနဲ့ရက်လုတ်ထားတဲ့သကောထဲမှာအချင်းရည်ဘူးနဲ့အချိုမှုန့်ဘူးမြုပ်သီးမှုန့်ဘူးပဲမှုန့်ဘူးစီချက်ဘူးလေးတွေကိုအစီအီထည့်ထားပြီးတော့ခက်ရွယ်ရွယ်ကော်ပကံများတစ်ထက်နဲ့ဇိုးနေအပါအဝင်ပဝါပါးနဲ့လွှမ်းခြုံထားတဲ့ခောက်ဆွဲကြာစံဖက်တွေကိုလည်းတွေ့ရတယ်ဒီကြားထဲမှာလက်တစ်ဖက်မှလည်းအဖုံးပါတဲ့ခက်ရွယ်ရွယ်ကော်ရီတပုံးကိုလည်းဆွဲလူထားပြန်သေးရဲ့အသက်အရွယ်အဖြစ်တော့ခက်ဆိုးဆိုးကထမင်းရောက်နေတဲ့သူကဲ့သို့ငငယ်ရွယ်မဟုတ်ဖေနဲ့အသက်အရွယ်50ကျော်ခန့်ရှိမယ်လို့ထင်ရတယ်။တလင်းဖြူကဈေးတဲ့တော်ကြီးကိုကြည့်နေမိပြီးတော့ကိုယ့်ရဲ့အကြောင်းကိုပြန်တွေးလိုက်မိပြီးတဲ့နောက်တက်ပြင်းချလိုက်မိရဲ့။စပစ်သီးတွေချူမချူနော်ယူအောင်မလားလိမ္မော်သီးလေးပါတယ်နော်။ကြက်ဥပြုတ်ငုံဥပြုတ်တွေရမယ်။အိတ်ချင်ပြေချင်ပေါင်းတွေရမယ်နော်။ယထာစီးရတာပြင်းနေမယ်ဆိုရင်စားအုပ်တွေငှားဖက်လို့ရပါတယ်။မသိရင်ယထာစီးနေရနဲ့မတူဘဲနဲ့ဖျားပွဲစီတဲ့ရောက်နေတယ်လို့ပါဈေးတယ်တွေစုံလင်လာပါတယ်အဲ့ဒါကြောင့်မို့ထင်တယ်စာဖို့ယထာလက်မှတ်ပဲရခဲ့တယ်လို့တငယ်ချင်းဖြစ်သူကိုပြောပြစင်တော့တငယ်ချင်းဖြစ်သူကတလင်းဖြူကိုကြည့်ပြီးတော့ပြောခဲ့တယ်စာဖို့ယထာလက်မှတ်ပဲရခဲ့တာပေါ့လေနင်တော့ပျော်ပွဲစားထွက်ရပြီပေါ့ဟာအဲ့ယထာဘူတာစိတ်ရတာလေယထာပေါ်မှာလဲဈေးတယ်တွေစုံမစုံစာဆုံးခီးစဉ်ကို24နာရီကျော်မောင်းတာလေဟဲ့ခလီးတတိုက်နဲ့ပတ်စံများများထည့်ပြီးတော့စာဖို့ယထာသာစီးသွားပျော်ပွဲစားထွက်နေရတယ်လို့ပဲပျော်စရာကြီးအဲ့တော့အဲ့လိုပြောတဲ့တငယ်ချင်းဖြစ်သူကိုတလင်းဖြူမျက်စောင်းထိုးခဲ့သေးရဲ့သူပြောပုံကမသိရင်တလင်းဖြူကအပျော်ခီးပဲထွက်ရတယ်လို့အမှန်ဆိုရင်ကိုဝမ်းနာကိုသာအတိဆုံးဖြစ်လိမ့်မယ်လို့ထင်တယ်မလာခြင်းနဲ့ဒီရဲ့ခီးကိုဘာကြောင့်လာခဲ့ရတာလဲဆိုတဲ့တလင်းဖြူရဲ့အဖြစ်ကဟန်တာရှိပြီးတော့အဆန်မရှိတဲ့တကြံအမြောက်ကဲ့သို့ပင်ဖြစ်နေခဲ့တယ်မဟုတ်လားဘလို့အဖေတကယ်ပြောနေရလားဘသူနဲ့လဲဘသူနဲ့အဖေလက်ထပ်မှာလဲ
တလင်းဖြူကအဝတ်တွေကိုမီးဘူးတိုက်နေရကနေဖခင်ရှိရာစီကိုဝုန်းကနေပြေးသွားပြီးတော့မေးလိုက်လေတော့တယ်။မက်တင်နွဲနဲ့ပါသမီးရဲ့သမီးလည်းအိမ်လုပ်တွေမလုပ်ရပဲအလုပ်ကိုအေးစစ်စစ်လုပ်နိုင်တာပေါ့ကွယ်။ပြီးတော့အဖေလည်းအလုပ်တစ်ဖက်နဲ့သမီးကိုဂရုမစိုက်ပေးနိုင်အောင်လေ။ဘာပဲဖြစ်ဖြစ်အနှဲရောက်လာတော့ငါသမီးလေးလည်းတိုင်ပင်ပေါ်ရတာပေါ့ကွယ်။အဖေကအဖေလှုပ်ချင်တာလှုပ်တယ်။သမီးကိုတော့အရင်မတိုင်ပင်ဘူး။ဒေါ်တင်နွဲဆိုတဲ့အဲ့မိန်းမကြီးကိုလည်းကြည့်လို့မရပါဘူး။အမေရှိကြတဲ့အဖေနာမှာရစ်တီနဲ့သမီးကတော့သဘောမတူဘူး။ဟာဒီကောင်မလေးတော့တလင်းဖြူပြောချင်အောင်ပြောပြီးတော့ဖခင်ရဲ့နီးနားကနေထွက်လာခဲ့တယ်။မိခင်ဖြစ်သူဆုံးပါသွားတာကတစ်နှစ်ပင်ရှိသေးတယ်ဆိုတာကိုဖခင်ဖြစ်သူကအိမ်အောင်တစ်ထူတော့မယ်ဆိုတဲ့အခါတလင်းဖြူမကြေမနက်ဖြစ်မိတာတော့အမှန်ပါ။အခုဆိုရင်ဖခင်ရအသက်အရွယ်အပြင်90ကျော်နေပြီဖြစ်တာကြောင့်အိမ်အောင်တစ်ထူထောင်ဖို့ကိုတလင်းဖြူသဘောမတူနိုင်ဘူး။အထူးသဖြင့်ဖခင်ရဲ့အိမ်အောင်ဘက်ကဒေါ်တင်ရွက်ဖြစ်နေခြင်းကိုပိုလို့တော့မှမကြည်နပ်ဖြစ်နေမိပြန်နေ။အဲ့ဒီမိန်းမကြီးကမိခင်ရှိစဉ်ကလေးကအိမ်ကိုအဝင်ထွက်ရှိခဲ့တာ။အဲ့ဒီချိန်တုန်းကလည်းအသက်အရွယ်နဲ့မလိုက်အောင်ပွင့်လင်းရဲတင်းတဲ့အဲ့ဒီမိန်းမကြီးကိုတလင်းဖြူကြည့်လို့မရခဲ့ဘူး။လွန်ခဲ့တဲ့3နှစ်ကျော်ကတလင်းဖြူရဲ့မိခင်ဖြစ်သူကသူနဲ့သူ့ရဲ့ဖခင်ကြီးဆုံးတာကြောင့်တွားရောက်ခဲ့ပြီးတဲ့နောက်အိမ်ကိုပြန်အရောက်မှာတရှောင်ရှောင်နဲ့မကျန်းမမာစပြီးတော့ဖြစ်ခဲ့တာ။အဲ့ဒီမှာဆေးရုံစည်းကမ်းပေါင်းစုံကိုပြသခဲ့ပေမဲ့လည်းမိရဲ့သွေးဆုံးယောဂလိုတီဘီယောဂလိုနဲ့အဲ့ရတဲ့ကိုလဲခဲ့ရတာမိခင်ရအဲ့လိုဝေဒနာကိုနှစ်ရှည်လများခံစားရပြီးတဲ့နောက်နာတာရှည်ယောဂနဲ့ကွယ်လွန်အနှိမ့်စရောက်ခဲ့ရခြင်းပဲဖြစ်တယ်။ယူတော့လေယူပေါ့ဘာဖြစ်လဲကွာမင်းဖေလည်းအသက်သိပ်ကြီးသေးတာမှမဟုတ်တာဖြူရဲ့ဘာပြောတယ်ကိုလက်မိဘမဟုတ်တော့ကိုလက်ကပြောထွက်တာပေါ့ကိုလက်ကလေကိုချင်းစာစိတ်ကိုမရှိဘူးတလင်းဖြူစိတ်တူတူနဲ့လက်ထရမုတ်ထုတ်ကလေးကိုလွှင့်ပစ်ပြီးတော့ချစ်သူကိုရန်တွေ့လိုက်တယ်ကိုပြောတာဘာမှလို့လဲဖြူရဲ့မင်းလည်းကလေးမဟုတ်တော့ဘူးလေမကြခင်မဲ့အသက်25နှစ်ပြည့်တော့မှာမဟုတ်လားခလေးစံမနေပါနဲ့ကွာရင့်ကျက်ပါတော့ကိုမိဘအိမ်အောင်တစ်ထူမအောင်စိတ်တူတာခလေးစံတာလားပြောစမ်းမအောင်တော်ပြီကိုလက်နဲ့စကားပြောရတာအဆင်မပြေဘူးပြန်တော့မယ်ချစ်သူနဲ့စကားပြောတာကလည်းအဆင်မပြေတာကြောင့်တလင်းဖြူစိတ်တူတူနဲ့ထပြီးတော့ပြန်ခဲ့တယ်။သမီးနိုင်ငံခြားသွားမှာမို့အဖေ။သမီးကိုပတ်စံနေလောက်ထုတ်ချီးပေးပါလား။ဘာပြောတယ်သမီး။နိုင်ငံခြားသွားမလို့ဟုတ်လား။ဘာကိစ္စသွားမှာလဲ။ဒီမှာလည်းအလုပ်အဆင်ပြေနေရပဲမဟုတ်လား။ဒီမှာ3သိန်းအပြင်ပိုမှမရတာ။ပြီးတော့ဒီမှာလည်းမနေကျင်တော့ဘူး။တလင်းဖြူကမိသွေးဖြစ်သူဒေါ်တင်နှဲ့ကိုတဲတဲကြည့်ပြီးတော့ပြောလိုက်တယ်။ဒေါ်တင်နှဲ့ကလည်းတလင်းဖြူကိုမဲ့ကရွက်ကနဲ့ကြည့်ပြီးတော့မျက်စောင်းတစ်ချက်ထိုးကသူတို့ရဲ့အိတ်ခမ်းတဲကိုခြေဆောင်ပြီးတော့ဝင်သွားတယ်။ဘယ်နိုင်ငံသွားမှာလဲကုန်ကြစိတ်ကဘယ်လောက်တဲ့လဲသမီးဂျပန်ကိုသွားမှာကုန်ကြစိတ်560လောက်ရှိမယ်ဒါပေမဲ့ဟိုရောက်ပြီးတော့5လဆိုရင်ကုန်ထားတဲ့ငွေတွေကပြန်ရမှာပါအဖေ560ဟုတ်လားအခုတော့အဖေစီမှာ5-6သိန်းလောက်အနိုင်ပဲဒါမှလိုချင်တပဆိုရင်လည်းဒီအိမ်ကိုသာရောင်းသွားတော့နေစရာမရှိတော့ရင်လည်းလမ်းဘေးမှာနေုံပေါ့အဖေပြောပုံကမသိရင်သမီးကလူဆိုးကြနေရပဲရွဲ့ပြီးတော့ပြောနေတယ်အဖေကတလင်းဖြူနဲ့ဖခင်ဖြစ်သူတို့ကအမြဲလိုပွန့်ပွန့်လင်းလင်းပြောဆိုနေကြတဲ့သူတွေဖြစ်တာကြောင့်တာဖာနှစ်ယောက်တယောက်နဲ့တယောက်စိတ်တူတူနဲ့ပြောလိုက်ကြတော့တယ်။ရွဲ့တာမဟုတ်ဘူးအဖေမှလည်းပေးစရာဒီအိမ်မဲရှိရလေတခုတော့ရှိရဲ့။နေရသမီးအမေရဲ့အမျိုးတွေစီမှာအမွေသွားတောင်းလေ။သမီးအမေမကျမ်းမာတော့ကတော့သမီးဘကြီးနဲ့ကြီးတော်တွေကအမွေခွဲပေးမလို့နဲ့စေးဖို့လောက်ပဲပေးပြီးတော့ဘာမှမပြောတော့ဘူး။အမွေရမယ်ဆိုရင်သိန်း200-300လောက်တော့ရမယ်ထင်တယ်။အဖေကတော့အိမ်အောင်ထပ်ပြူလိုက်တော့ဒီကိစ္စတွေနဲ့ဘာမှမဆိုင်တော့ပါဘူးလေသိန်း200-300ဟုတ်လားအဖေတကယ်ဟုတ်လို့လားသမီးတို့သွားတော့အဖြစ်ဘာမှမရှိပဲနဲ့တလင်းဖြူကမယုံကြည်နိုင်စွာထစ်ထစ်ငုံငုံနဲ့ဖခင်ကိုမေးလိုက်မိတယ်မိခင်ဖြစ်သူရဲ့ဆွေမျိုးသားချင်းတွေရှိရာနယ်မြို့လေးမှာရှိတဲ့ရွာကြီးမှာတလင်းဖြူ9နှစ်သမီးအရွယ်ထိနေခဲ့ပူပြီးတော့အသက်အရွယ်ရလာတဲ့အခါမှာတော့3-4ခေါက်မြောက်တာရောက်ဖူးတာကြောင့်မိခင်ဘက်ကကြွယ်ဝချမ်းသာမှုကိုတလင်းဖြူသိချမသိသေးပါမိခင်နဲ့ဖခင်တို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အထွေအထူးမပြောဘူးတာကြောင့်မသိခြင်းလည်းဖြစ်တယ်။သမီးအဖွားနဲ့အဖိုးမှာတင်ထားတဲ့ယတနာပစ္စည်းတွေအပြင်တစ်တီးချန်တွေလည်းအများကြီးရှိတယ်လေ။သမီးကငယ်သေးလို့မသိတာပါ။အဖေကသမီးအမေရဲ့အမျိုးတွေနဲ့မပတ်သက်ချင်လို့ဘာမှမပြောတာ။သူတို့ကအဲ့ဒီအိမ်မှာနေတဲ့သူတွေကိုပဲအမွေပေးချင်တဲ့သဘောပြောနေကြတာလေ။အဖေကတော့စီကန်းနေတင်းကျပ်လာတဲ့သူတို့စီမှာတော့မနေနိုင်ဘူး။အဲ့ဒါကြောင့်လဲဘာအမွေမှမမတ်ဖိနေထွက်လာခဲ့တာပေါ့ကိုမိဘမှာငွေရှိမှန်းမသိမရှိမှန်းမသိနဲ့ပြောထွက်တာအံ့ဩပါငယ်တော့တဲ့အရွယ်လည်းမဟုတ်ဘူး
အိမ်ထဲကိုဝင်လိုက်တဲ့ချိန်မှာပင်ကြားလိုက်ရတဲ့ဒေါ်တင်ရွက်ရဲ့စကားတန်ကြောင့်တလင်းဖြူရဲ့စိတ်ထဲမှာဒေါသထောင်းကနေထွက်သွားမိရဲ့။ငကူဝါမှမိမိရဲ့မိခင်မကွယ်လွန်ခင်အချိန်ကလေးကများဖခင်ဖြစ်သူနဲ့ဖောက်ပြားခဲ့ကြလေသလားဆိုပြီးတော့တန်တရားစိတ်နဲ့အတူမိတွေးဆိုတဲ့အတီးစိတ်ကြောင့်ကြည့်မရတဲ့ကြားကနေအဲ့လိုတားဖကြောင့်ဝင်ပါလေတဲ့အခါဒေါသတွေထိမ့်မနိုင်သိမ့်မနိုင်ဖြစ်လာမိရဲ့။အတော်ကြီးကဘာကိစ္စကျမတို့တားဖကြောင့်ဝင်ပါနေရတာလဲ။အတော်ကြီးရဲ့ငွေကိုတောင်းနေလို့လားပြောစမ်းမအောင်။တလင်းဖြူမိဖို့ကန်တဲ့ကိုဒုံဆိုင်ဝင်ချသွားပြီးတော့ဒေါ်တင်ရွက်ကိုရန်တွေ့ပစ်လိုက်တယ်။ဒေါ်တင်ရွက်ကလည်းအကြောကြီးသူပြီးတလင်းဖြူကိုအလျှော့မပေးဘဲနဲ့ခက်ထန်မကြောစွာနဲ့ပြန်ပြောလေတယ်။ဝင်ပါရမှာပေါ့ဟဲ့။နင်ကအလိုက်မသိငွေကိုတောင်းနေရလေ။ဒီလောက်တောင်နိုင်ငံခြားသွားကျင်နေရဲဆိုရင်လေကို့ဘာသာစရိတ်ရှာပြီးတော့သွားလေ။နင်းစိတ်ထဲမှာနင်းဖေစီမှာငွေတွေအပုံလိုက်ရှိနေတယ်လို့များနင်းကထင်နေရလားဟမ်။နင်းမိဘရဲ့ပိုင်ဆိုင်မှုတွေကနင်းအမေကိုစေးကူးလို့ကုန်ပြီးသိရလား။လောလောဆယ်ငါအိမ်ကိုရောင်းလို့ရတဲ့ငွေနဲ့နေထိုင်စားတောက်နေရတာရောနင်သိရလား။တလားလစာ3-4သိန်းရလဲအိမ်ကိုဘယ်နှသိန်းပြန်ပေးဘူးလို့လဲဟမ်ပြောလေ။ဘာပြောတယ်ဒေါ်ကြီးရှင်သူများအိမ်ပေါ်တက်နေပြီးတော့လူဝါဝစကားတွေပြောနေရလား။ကဲဟာကဲဒေါ်တင်ရွက်ရဲ့စကားကြောင့်တလင်းဖြူဟာစိတ်မထိန်နိုင်တော့ဘဲနဲ့ရှေ့မှာရှိနေတဲ့ပကံတစ်ချက်ကိုကောက်ယူပောက်ခွဲပစ်လိုက်တယ်။အဲဒီခါဒေါ်တင်ရွက်ကစူးစူးဝါးဝါတန်နဲ့ထအော်လျက်အမလေးအကိုကြီးအကိုသမီးကိုလာကြည့်ပါဦးလူကြီးကိုလူကြီးမှမသိရိုင်းဆိုင်နေတာလာကြည့်ပါဦးအမှန်တကယ်ကတော့တလင်းဖြူဟာဒီလောက်ရိုင်းဆိုင်ကြမ်းတမ်းတဲ့သူမဟုတ်ပေမယ့်ဒေါ်တင်ရွက်ရဲ့ပြုမှုတွေကိုမနှစ်သက်တာကြောင့်စိတ်လိုက်မှန်ပါပြုလုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။ဟုတ်တယ်သမီးမေဆုံးပြီးသွားကြရအဖေစီမှာစုဆောင်းထားတာဘာတကူမှမကြံခဲ့ဘူးလေအဖေလာစားနဲ့လည်းဘယ်လိုလို့လောက်ငါမလဲကွယ်အဲဒါကြောင့်မနှွဲရဲ့အကူအညီကိုယူခဲ့ရတာပေါ့ကွယ်ဖခင်ရဲ့စကားကြောင့်တလင်းဖြူခေါင်းငိုက်ဆိုင်ကျသွားတယ်မိခင်ဖြစ်သူဆုံးပါသွားပြီးရဲ့နောက်မှာတလင်းဖြူကစိတ်ထဲနေထိုင်ရတာအဆင်မပြေတာနဲ့အလုတ်အားလက်ချိန်တွေမှာစိတ်ထဲရှိရာတင်နှန်းပေါင်းစုံကိုတက်ခဲ့မိရဲ့ဒါကြောင့်ဖခင်ဖြစ်သူအဆင်မပြေဖြစ်နေတာကိုမသိရှိမရိပ်မိပါပဲလောက်ခလာဆောင်လည်းဖခင်ကြီးစီကိုပေးအပ်နှံခြင်းနေပါခဲ့သည်ဟာအမှန်ပင်ဖြစ်ပါတယ်။ဒါမှသမီးကမဖြစ်မနေနိုင်ငံခြားကိုသွားရမှဖြစ်မယ်ဆိုရင်လေဒီအိမ်ကိုပေါင်နှံတာပဲဖြစ်ဖြစ်ရောင်းချတာပဲဖြစ်ဖြစ်အဖေလုပ်ပေးပါမယ်ကွယ်။အဖေတို့နှစ်ယောက်အခန်းချင်းလေးတစ်ခန်းလောက်ငှားနေရင်ဖြစ်ပါတယ်။တလင်းဖြူဟာဖခင်ရဲ့အပါမှာနေကွေးလေးလံနဲ့ခြေလန်းနေနဲ့ထပြီးတော့လာခဲ့တော့တယ်။အကိုတောင်းပန်ပါတယ်အနှဲ့ရဲ့သမီးလေးကတူရီတော်သမီးလေးဆိုတော့အလိုလိုက်ထားမိလို့နည်းနည်းစိုးကျင်တာပါစိတ်ရင်းကောင်းတဲ့သူဆိုတာအနှဲ့လဲသိတယ်မဟုတ်လားတလင်းဖြူအခန်းနေရနာမှာခြေစုံရက်ပြီးတော့အခန်းထဲရတန်တွေကိုနားထောင်နေမိရဲ့တခြားမိန်းမတယောက်ကိုချုံမော့နေတဲ့ဖခင်ဖြစ်သူကြောင့်တလင်းဖြူရဲ့ရင်ထဲမှာနာကျင်လာပါတယ်ဒေါ်တင်ရွက်ကိုမြင်ရလေတိုင်းမိခင်ဖြစ်သူကိုတတိယမိရဲ့စိတ်ကပိုလို့လာပြန်တယ်ဒီလိုအချိန်မျိုးမှာဖြင့်တလင်းဖြူအနေနဲ့အိမ်ကနေထွက်ခွာသွားခြင်းတဲ့စိတ်တွေသာပိုပြီးတော့ဖြစ်ပေါ်နေမိရဲ့။မင်းတယောက်တည်းဘာတွေဖြစ်နေရလဲဖြူလေးရဲ့။ဘာကိစ္စနိုင်ငံရဲ့ချာကိုဒီလောက်သွားခြင်းနေရတာလဲ။မင်းသွားခြင်းတိုင်းကိုကဘလို့လိုက်လို့ရမှာလဲ။အိမ်မှာကိုကသားအကြီးဆုံးလေကွာ။မိသားစုကိုစောင့်ရှောက်ရမယ့်တောင်းရင်ကို့မှာရှိရဲ့။ဒါဆိုရင်ကိုလက်ကဖြူနဲ့အတူတူနိုင်ငံခြားကိုထွက်ဖို့အတွက်စိတ်ကူးမရှိဘူးပေါ့လေ။မဖြစ်နိုင်လို့ပါကွာ။ဒီမှာပဲအလုပ်တူစူးစမ်းလုပ်ပြီးတော့ငွေစုကြမယ်လေ။နောက်3နှစ်လောက်နေလက်ထက်ကြတာပေါ့ချစ်သူကိုလက်ရဲ့စကားကြောင့်တလင်းဖြူစိတ်တူသွားရပြန်နေသိပါတယ်ကိုလက်အတွက်ဖြူကဘာမှအရေးပါတာမဟုတ်ဘူးဖြူကိုလက်ရဲ့မိသားစုလောက်တန်ဖိုးထားတာမှမဟုတ်တာဒီလိုတယောက်နဲ့တယောက်သဘောထားချင်းကွဲနေမှာတော့ဘာကိစ္စရှေ့ဆက်လက်တွဲနေရအောင်မလဲဟာကွာမင်းဘာဖြစ်နေရလဲဖြူရဲ့ဘာလို့စိတ်တိုင်းမကြဖြစ်နေရလဲမင်းစိတ်မကြည်တိုင်းကို့ကိုပဲပြဿနာရှာနေတော့မှာလားဟမ်ကိုလည်းစိတ်မရှိချင်တော့ဘူးနော်မင်းလှုပ်ချင်တယ်လို့သာလှုပ်ဟုတ်ပြီလားလမ်းခွဲချင်လည်းခွဲမင်းသဘောတိုင်းပဲဘာပြောလိုက်တယ်ကိုလက်လမ်းခွဲမယ်ဟုတ်လားဒီစကားအတီလားဒါဆိုရင်လည်းတဘောပဲလေတလင်းဖြူကစိတ်ထဲကနာကြီးခံပြင်းမှုတွေနဲ့အတူတူနေရာကနေစက္ကနဲထပြီးတော့ထွက်ခဲ့ပြီးရုတ်တရက်နောက်ကိုပြန်လှည့်ကြည့်လိုက်မိကဒီအုတ်ထုပ်ကကျမဝယ်ပေးထားတဲ့အုတ်ထုပ်မဟုတ်လားကျမပြန်ယူသွားမယ်တလင်းဖြူဒေါသထွက်နဲ့ပဲကိုလက်ရဲ့ခေါင်းပေါ်ကစောင်းထားတဲ့အုတ်ထုပ်ကိုစက္ကနဲဆွဲယူလိုက်ပြီးတော့မိမိရဲ့ခေါင်းမှာစောင်းလိုက်ကခြေကိုစောင့်နေပြီးတော့ထွက်ခဲ့လေတော့တယ်။ကိုလက်ကလည်းနေရာမှာပင်ငူငူကြီးထိုင်ပြီးတော့ကြံခဲ့ပါတော့တယ်။နင်းမှာစိတ်ဖိစီးမှုတွေများနေရဲ့ထင်တယ်ဖြူရဲ့။ပြီးတော့နင်တို့တွဲလာတာ3နှစ်ကျော်ပြီမဟုတ်လား။ဘလို့ဖြစ်ရတာလဲ။နင်ကလည်းစကားပြောတာစင်ကျင်တာမဟုတ်ဘူး။လွယ်ဦးကတလင်းဖြူနဲ့ရင်းနှီးဆုံးတငယ်ချင်းပြီးတလင်းဖြူကိုပြောလိုက်လေတယ်
တော်ပြီဟာ3 နှစ်မကလို့အနှစ်30ဖြစ်ခဲ့လေအချစ်ကြီးကိုငါစိတ်ဝင်စားတော့ဟာအထက်ကငွေရဖို့ပဲဂျပန်မှာအလုပ်သွားလုပ်နိုင်ရင်လစာမနှဲဘူးဟာ3-4နှစ်ဆိုရင်ငါ6ပေါ်ငါဘာသာငါရက်တည်နိုင်ပြီးတော့ကိုပိုင်လုပ်ငန်းတသေးလေးတစ်ခုလဲစနိုင်မှသိကြတယ်ပြီးရင်ငါတယောက်တည်းနေဖို့အတွက်အိမ်လေးတစ်လုံးလဲဝယ်ရမယ်တလင်းဖြူဟာစိတ်ကူးမျောလင်းချက်တွေနဲ့ပြောနေခြင်းကနေစိတ်ပြတ်အားငယ်စွာထပ်မံပြောလိုက်မိပြန်တယ်စိတ်ညစ်တယ်ဟာဒီမှာလဲမနေချင်တော့အဖေနဲ့ဟိုမိန်းမကြီးကိုကြည့်ရင်စိတ်ပဲတူနေမိတာတခါတလေအိမ်ကိုပေါင်နှံခိုင်းပြီးတော့စွတ်မိတ်ပြီးသားထွက်သွားလိုက်ချင်တော့တယ်မလောက်ရက်လို့သာငြိမ်းနေရတာတလင်းဖြူမကြည်မချမ်းပြောဆိုနေအောင်ကြည့်ပြီးတော့နွယ်နွယ်ဦးဟာတစုံတရာကိုတတိယသွားပြီးတော့ဝင်ပြောလိုက်တယ်ဟဲ့ဒါနဲ့နေဖေပြောတော့နေမေအမျိုးတွေစီမှာအမွေရမယ်ဆိုအဲ့ဒါနိုင်ငံခြားသွားဖို့ဇရိတ်သွားတောင်းကြည့်ပါလားနေကြီးတော်တွေနဲ့ဘာကြီးတွေလည်းရှိတယ်မဟုတ်လားဟဲဟုတ်သားပဲနင်ပြောမှတတိရတယ်အကြံကုန်ရင်တော့ဂလုံးစားချက်ရမှာပေါ့ဟာအလဲသွားတယ်လို့နဲ့အချိန်နေသွားကြည့်ရင်ကောင်းမလားတန်ရှည်ဆွဲပြီးတော့နေကွေးလေးလံစွာရက်လိုက်တဲ့ယထာကြီးပေါ်မှာတလင်းဖြူဆင်းလိုက်တယ်ဂျားပူတာအသေးသေးလေးဖြစ်တာကြောင့်ယထာပေါ်မှာဆင်းတဲ့ခရီးသည်တွေနေပါလာပါတယ်ပြီးရင်အဲ့ဒီရဲ့ခရီးသည်တွေကလာကြိုသူအတီးတီးနဲ့ကြက်ပြောက်ငှက်ပြောက်ပျောက်သွားကြတယ်ဘူတာထဲမှာဘူတာယုံပိုင်နဲ့တလင်းဖြူကလွဲပြီးတော့ကြီးတာကြံခဲ့တယ်တလင်းဖြူကျိုးဘွေးကိုကောက်လွှဲလိုက်ပြီးတော့ခီးဆောင်အိတ်ကိုလက်ကနေဆွဲကဘူတာဘေးလမ်းအတိုင်းလျှောက်လာခဲ့တယ်အတန်ကြာရှောက်မိရဲ့အခါမှာမီးရထားလမ်းနဲ့ကားလမ်းမတို့ဆုံရာလမ်းဆုံကိုရောက်ခဲ့လေရဲ့လမ်းဆုံလို့ဆိုပေမဲ့မီးရထားတန်လန်းဆောင်တဲ့အဖိုးကြီးတယောက်ကလွဲပြီးတော့လူသွားလူလာကျဲပါလှပါတယ်အဘမိုးနှဲရွာကိုသွားကျင်လို့ဘယ်ကကားစီးရမလဲတလင်းဖြူရဲ့အမေကိုအဖိုးကြီးကမျက်လုံးအပြူးသားနဲ့ကြောင်ကြည့်နေပြီးတော့အတန်ကြာတဲ့အခါမှာအော်တူမကြီးကဒီဘက်ကိုမရောက်ဖြစ်တာကြာပြီထင်တယ်ခေတီတိုးတက်လာတော့ရွာဘက်တီကိုသွားတဲ့3ဘိန်းကားတွေမရှိတော့ဘူးကွအိမ်တိုင်းဆိုင်ကယ်ကိုစီကားကိုစီနဲ့သွားလာကြတာလေကွတူမကြီးကအိမ်ကိုဖုန်းဆက်ပြီးတော့လာကြုံမခိုင်းထားဘူးလားကွအဖိုးကြီးရဲ့စကားကြောင့်တလင်းဖြူထိုင်ကိုချင်းစိတ်တောင်ပေါက်သွားမိရဲ့ဒုက္ခပါပဲအဖိုးရဲ့သမီးကလာမဲ့ရက်ကိုစောထွက်လာမိတာပြီးတော့ဖုန်းတော့ဆက်လိုက်ပေမဲ့တေချာမပြောလိုက်မိတော့ဘသူမှလာမကြိုကြဘူးဖြစ်နေရဲ့အရေးတဲ့ယထာအချိန်ပူကြသွားတော့ဖုန်းကလည်းအားမရှိတော့ဘူးဖုန်းနံပါတ်တွေလည်းတလုံးမကိုမမှတ်မိတာခက်တယ်အေးကွယ်အဲ့ဒါမှဒုက္ခပဲဒီနေ့မှစာဖို့ရထားလဲအချိန်နောက်ကျလိုက်တာမကြခင်နေဆွေတောင်ကျိုးတော့မှာပဲကဲဒီလိုလို့အဘအသည့်ကလေးတယောက်ကိုလိုက်ပို့ခိုင်းလိုက်မယ်သူ့ကိုစီပိုးလေးပါလေးပေးလိုက်ပေါ့ဟုတ်ပြီလားဒီမှာခဏစောင့်နေနော်အဖိုးကြီးကတလင်းဖြူကိုပြောပြီးရဲ့နောက်ကားလမ်းမကြီးရဲ့ဘေးမှာရွာလန်းလေးစီကိုဝင်သွားလိခဲ့တယ်အဖိုးကြီးခေါ်လာတဲ့ဆိုင်ကယ်သမားကောင်လေးကိုကြည့်ပြီးတော့တလင်းဖြူစိတ်အေးလက်အေးတက်ပြင်းချလိုက်မိရဲ့ဆိုင်ကယ်သမားက19-18အရွယ်ခက်ပိန်ပိန်ကောင်လေးတယောက်ဖြစ်တာကြောင့်တလင်းဖြူရဲ့စိုးချိန်ပူပန်တဲ့စိတ်တရားအနှဲငယ်ပြေလျော့သွားစေခဲ့တယ်ပန်းစီရောင်နဲ့လိမ္မော်ရောင်ရောရှက်ပြီးတော့ပကြီးကားတစ်ချက်တစ်ပွဲလှပလွန်းနေတဲ့နေလုံးကြီးကိုဘေးတိုက်ထားပြီးတော့တလင်းဖြူစီးလာတဲ့ဆိုင်ကယ်လေးကတရိပ်ရိပ်ပြေးနေတာဆိုင်ကယ်ရဲ့အရှိန်နဲ့တဟူးဟူးတိုက်ခတ်နေတဲ့လေတွေနဲ့အတူတူတလင်းဖြူရဲ့ဖီစီးနေတဲ့စိတ်တရားလည်းလွတ်လပ်ပေါ်ပါလို့လာတယ်။ရန်ကုန်မြို့မှာမခံစားမတွေ့ရှိရတဲ့လက်ဆက်တဲ့လေတွေကျေပြန့်တဲ့လေကွင်းတွေတဘာဝအလေးကျပေါက်နေကြတဲ့တစ်ပင်တွေတောပန်းတွေနဲ့တဲဖြူဖြူလမ်းလေးတွေကိုဆိုင်ကယ်ပေါ်ကနေငေးကြည့်ကြည့်ရှုရင်တလင်းဖြူရဲ့ရင်ထဲမှာဖော်ပြမတတ်အောင်ကြည်နူးကြည်နက်နေမိရဲ့လေဝိမှာလွင့်ကနေဖြစ်သွားတဲ့ကြောလေခန်းရှိတဲ့သပင်ရှည်လေးကြောင့်လေလူကစိတ်ကူးတရားလွင်မျောနေတကယ်တော့ပျော်ရွှင်နေမိရဲ့လမ်းတစ်လျှောက်မှာအင်ချီခက်ကျဲကျဲဥသာတွေ့ရပြီးတော့ကွင်းပြင်ကျဲကြီးတွေနဲ့ထန်းပင်ဆူဆူတွေမကြီးပင်အုပ်အုပ်တန်းလေးတွေနဲ့တခြားတလင်းဖြူမတိသေးတဲ့အပင်မြောင်များစွာကိုလည်းတွေ့ရတယ်အမဒီမှာပဲဆင်းလိုက်တော့နော်မိုးနဲ့ရာထီလိုက်ပို့ရင်အပြန်ကျရင်တော်တော်မောင်သွားမှာဗျဒီမှာပဲဆင်းလိုက်ပြီးတော့ပေါက်ကြီးရွာထဲမှာအကူကြီးတောင်းကြည့်နော်အမဆိုင်ကယ်စီးလို့ကောင်းနေစင်မှာပင်ဆိုင်ကယ်ကိုရက်ပြီးတော့ဆင်းခိုင်းလိုက်တဲ့ကောင်လေးကြောင့်တလင်းဖြူကြောင်အားဖြစ်သွားမိရဲ့ရွာမရောက်ဒီမှာဘလောက်တောင်ကြစီကမှုအခုတလင်းဖြူရောက်နေတဲ့နေရာကရွာလေးရွာရဲ့လမ်းဆုံဖြစ်ပြီးတော့မိုးနှဲရွာကိုရောက်ဖို့ကြားမှာပေါက်ကြီးရွာနဲ့ကရင်စုရွာကိုကြော်ရအောင်မယ်ဆိုတာကိုတော့တလင်းဖြူသိပါတယ်ဟဲမရောက်သေးဘူးလေမောင်လေးတလင်းဖြူကဆိုင်ကယ်သမားကောင်လေးကိုပြောလိုက်တယ်ဟုတ်ကဲ့အမမိုးနှဲရွာဒီလိုက်ပို့ရင်ကျွန်တော်အပြန်မိုးချုပ်လိုက်မယ်ဗျပြီးတော့ကောင်မလေးနဲ့ချိန်ထားလို့နောက်ကျလို့မဖြစ်လို့ပါဗျာအမပေါက်ကြီးရွာထဲသွားပြီးတော့အကူကြီးတောင်းလိုက်ရင်မိုးနှဲရွာကိုလိုက်ပို့ပေးကြမှာပါဆိုင်ကယ်စီဖို့ပေးခြင်းလဲပေးမပေးခြင်းလဲနေဗျာဟိုမှာနေလုံးပြောက်တော့မယ်အမရဲ့ဒုက္ခပါပဲမင်းလိုက်မပို့တော့အမကဘယ်လိုသွားရမှာလဲ
ကောင်လေးပြောသလိုပါပဲနေလုံးကအနောက်ဘက်မိုးကုတ်ဆက်ဝိုင်းတဲကိုတဖြည်းဖြည်းနဲ့ငုံရှိုးပြောက်ွယ်စာပြုတ်နေပြီဖြစ်တယ်။အဲဒီခါမှာပင်တလန်းလုံးကြည်နူးလာသမျှကချက်ချင်းပြောက်ွယ်သွားတယ်။နွားရိုင်းသွင်းချိန်ခေါ်နေဝင်ကြီးတရောဒီလိုအချိန်မှာရွာလေးရွာရဲ့လမ်းစုံလမ်းကွနေရာမှာရောက်ရှိနေရကြောင်းလေစိတ်ထဲမှာစိုးရင်ထိတ်လန့်မှုတွေဝင်ရောက်လို့လာခဲ့တယ်။ရွာလေးရွာလမ်းစုံဆိုပေမဲ့လည်းလူသူကင်းမဲ့နေတဲ့ဇရက်လေးလုံးကိုသာတွေ့ရတယ်။လူနေအိမ်ကြီးတွေကအနှဲငယ်လှမ်းလို့နေတာကြောင့်လူရိတ်လူရောင်ဆိုလို့မတွေ့ရပဲရှိနေတာ။တလင်းဖြူကမိုးနှဲရွာဘက်ကိုသွားတဲ့လမ်းလေးကိုကြည့်လိုက်မိရဲ့။အဲ့ရဲ့လမ်းကနေဝင်သွားပြီးတော့ပေါက်ကြီးရွာမှာကူညီဝင်တောင်းရင်တော့ရနိုင်လောက်မယ်လို့ထင်ပါတယ်။တလင်းဖြူရက်နေတဲ့ချိန်မှာပင်နေလုံးကြီးကပုံရှိုးပြောက်ွယ်သွားပြီဖြစ်တာကြောင့်မှောင်ရိပ်တွေတန်းလာတယ်။နေဝင်သွားတာနဲ့တပြိုင်နက်မိုးနှဲရွာဘက်ကိုသွားတဲ့လမ်းလေးကဘေးတစ်ဖက်တစ်ချက်မှာတစ်ပင်ကြီးတွေရှိနေရကြောင်းပို့ပြီးတော့မှောင်နေတော့တယ်။တလင်းဖြူကအမောင်ရိပ်လွှမ်းနေပြီဖြစ်တဲ့လမ်းလေးကိုကြည့်လိုက်လူသူကင်းနေတဲ့ဇရက်တွေကိုကြည့်လိုက်နဲ့ထိတ်လန့်ကြောက်ရွံ့တဲ့စိတ်တွေဝင်ရောက်လာတာကြောင့်ခရီးဆောင်အိတ်ကိုလက်နဲ့ခက်မြန်ကောက်ဆွဲယူလိုက်ပြီးတော့ဇရက်ဘေးကနေဖြတ်ကရွာလန်းလေးတိုင်းဝင်ဖို့အတွက်ပြင်လိုက်တဲ့အခါအမလေးတိကိုင်းချောက်ကိုနင်းချီလိုက်တဲ့အတူတူဇရက်ဘေးတစ်ပင်ကြီးရဲ့နားမှာမြင်လိုက်ရတဲ့မဲမဲတတိုင်ကြောင့်တလင်းဖြူတယောက်ကြောက်လန့်တကြားနဲ့អော်လိုက်မိတော့တယ်။မဲမဲတတိုင်ကိုကြည့်ပြီးတော့တလင်းဖြူရဲ့နှုတ်ကနေအမတ်တမဲလှုပ်ခနဲ့អော်လိုက်မိရုံမကပဲလက်ထဲမှာခီးဆောင်အိတ်ကြီးပါမြေပေါ်ကိုပုတ်ကနေပြုတ်ကျသွားတယ်။တေးကြတာကခက်ဆိုးဆိုးကအဲ့ရဲ့နေရာမှာဘလို့အရာကိုမှတလင်းဖြူမတွေ့ခဲ့တာကတေးကြလှပါတယ်။ဖြူလေးနေဖြူလေးမဟုတ်လား။တလင်းဖြူတယောက်ထိတ်လန့်တုန်လှုပ်စွာကြည်နေမိစင်မှာပင်မဲမဲတရန်ကြီးစီမှာတလင်းဖြူရဲ့နာမည်ကိုခေါ်လိုက်တန်ကြားလိုက်ရတာကြောင့်ကြောက်လန့်နေတဲ့ကြားကနေတလင်းဖြူဝမ်းသာပျော်ရွှင်သွားမိပြီးတော့မရေတရေနဲ့လှမ်းမိလိုက်တယ်။ဟုတ်ကဲ့ကျမကိုသိရလားဘယ်သူလဲငါပါနင့်တငယ်ချင်းဆိုင်းလွန်းလေမှတ်မိလားဟဲဆိုင်းလွန်းဟုတ်လားမှတ်မိတာပေါ့ငါတို့ငယ်တငယ်ချင်းတွေပဲဟာဆိုင်းလွန်းဆိုတဲ့နာမည်ကိုကြားရတဲ့အခါတလင်းဖြူချက်ချင်းပင်မှတ်မိလိုက်တယ်တရွာလုံးမှာဘသူကိုမှမမှတ်မိခြင်းနေမယ်ဆိုင်းလွန်းကိုတော့သူမမတ်ရရှိခဲ့တယ်အဲ့လိုမမတ်ရရှိနေခြင်းဟာတလင်းဖြူတယောက်တည်းမဟုတ်ပဲတရွာလုံးပင်ဖြစ်လိမ့်မယ်လို့ထင်ပါတယ်အဲ့လိုဖြစ်ရအောင်လဲဆိုင်းလွန်းရဲ့ဘဝမှာထူးခြားစမ်းကြယ်ဖြစ်နေတယ်လို့တနာစရာလဲကောင်းလာတယ်။နေပေသွားမလို့လဲငါ့ကိုလာကြူလာလားယင်ဆိုင်းလွန်းမတွေးဆုံရတာကြာနေပြီဖြစ်ပေမဲ့ငယ်ပေါင်းတငယ်ချင်းတွေဖြစ်တာကြောင့်တလင်းဖြူမျောလင့်တကြီးနဲ့မေးလိုက်မိရဲ့။ဟုတ်တယ်ဟာဒီရက်ပိုင်းနင်းလာမဲဆိုတဲ့သတင်းကြလို့လေရက်အတိကြလည်းမသိတော့မတော်ရထားနောက်ကြပြီးမိုးချုံမှရောက်လာမှဆိုလို့ညနေတိုင်းလာဆောင်နေတာ3-4ရက်ရှိပြီပေါ့ဟာဆိုင်းလွန်းရဲ့စကားကြောင့်တလင်းဖြူကအံ့ဩဝမ်းသာစွာမေးလိုက်မိရဲ့ဟုတ်လားရောက်ကလေးကရွာလန်းကိုကြည့်နေတာငါနင့်ကိုမမြင်ပါဘူးဟဲ့အဲ့ဒါဟိုလီဟာကိစ္စရှိလို့ဟိုတစ်ပင်နောက်မှာရောက်နေတာဟာဆိုင်းလွန်းရဲ့ရီကျဲကျဲနဲ့ပြောတန်ကြောင်တလင်းဖြူသဘောပေါက်မိသွားပြီးတော့ဘာမှဆက်မမေးဘဲနဲ့နေလိုက်တယ်ကဲပါသွားကြစို့တော့ကြမှောင်လာတော့မယ်ဟာရွာလန်းနေမှာမီးလုံးနေပဲရှိတာမီးထွန်းကြတာမဟုတ်ဘူးဆိုင်းလွန်းကပြောလိုက်ရင်လည်းလမ်းဘေးတစ်ပင်မှာရပ်ထားတဲ့သူ့ရဲ့ဆိုင်ကယ်လေးကိုထုတ်လိုက်တယ်အမေရွာမှာမီးတွေပါရနေပြီပေါ့လေဟုတ်လားဟုတ်တယ်ဟာဒီနားရွာတွေအကုန်လုံးမီးရနေပြီလေဒါပေမဲ့သိတဲ့အတိုင်းပဲရွာတွေကရွာအတွင်းဘက်မှာပဲစီပြီးတော့တခြားရွာကိုသွားတဲ့လမ်းတွေကရွာပြင်မှာပဲရှိတာဆိုတော့လမ်းမကြီးတွေမှာတော့လူပြက်ပြီးတော့မှောင်နေလေကဲပေးနေရဲ့ထုတ်တယ်ဆိုင်းလွန်းကပြောဆူနဲ့တလင်းဖြူရဲ့လက်ထက်ကခရီးဆောင်အိတ်ကိုလှမ်းယူလိုက်တယ်တလင်းဖြူကအခုချိန်ထိတဲကွဲမမြင်ရသေးတဲ့တငယ်ချင်းဆိုင်းလွန်းရဲ့မျက်နှာကိုအမောင်ရိပ်ထဲမှာတေချာလိုက်ကြည့်နေမိရဲ့မမရရလွန်ခဲ့တဲ့10နှစ်ခန့်ကနောက်ဆုံးတွေ့ဆုံခဲ့ရတာကြောင့်မျက်နှာသွင်းပြင်ပုံစံအနှဲငယ်များပြောင်းလဲနေမယ်လို့ထင်ပါတယ်အရက်မောင်းအဖြစ်ငယ်စဉ်ကလေးကကဲ့သို့ပင်ပိန်သွယ်လေးဖြစ်တာကြောင့်တိတ်ပြီးတော့ပြောင်းလဲသွားခြင်းတော့ရှိဟန်မတူပါဒါနဲ့ဖြူလေးရွာရောက်ရင်နင့်ကိုငါလာကြိုတဲ့အကြောင်းမပြောနဲ့နော်ဘာလို့လဲဆိုင်ကကအရှိန်မပြင်းမဲနဲ့ခက်မှန်မှန်သာမောင်းနေခြင်းကြောင့်ဆိုင်းလွန်းရဲ့စကားတန်ကိုတလင်းဖြူသေးချစွာကြားလိုက်ရပြီးတော့ပြန်မေးလိုက်ခြင်းပဲဖြစ်တယ်။ငါအိမ်ကနေဆင်းလာတာကြာပြီဟာ။နင်လဲငါမိတွေနဲ့ငါဖေးကြောင်မှတ်မိတယ်မဟုတ်လား။ငါဘယ်မှာနေလဲဆိုတာမိုးနဲ့ရွာဘယ်သူမှမသိကြဘူးဟာ။တော့ကြအဖေလိုက်လာမှစိုးလို့လေ။အဲအကြောင်းငါအကြောင်းရွာမှာလုံးဝမပြောနဲ့နော်။ဘသူကိုမှလည်းမမေးနဲ့။ဖိုးသက်ပြင်းရဲ့စကားကြောင့်မို့လို့တလင်းဖြူကစိတ်မကောင်းဖြစ်သွားကြကအေးပါဘသူ့ကိုမှပြောလဲမပြောမေးလဲမမေးဘူးဟုတ်ပြီလားဒါနဲ့နင့်ကိုတွေ့ချင်ငါကဘယ်ကိုလာမှာလဲ
တလင်းဖြူရဲ့အမေးကြောင့်ဆိုင်းလွန်းကတပ်ပြင်းကိုမတိမတာချလိုက်ပြီးရဲ့နောက်နင်ငါ့ကိုတွေ့ကျင်ငါတို့ငငယ်ကစော့နေကြဖျားကုန်းပြီးကိုကိုစုကွင်းကိုလာခဲ့လေတကယ်လို့ငါ့ကိုမတွေ့ရင်လည်းစာရေးပြီးအကြီးဆုံးတစ်ပင်ရဲ့မြစ်စုံပေးတဲထဲမှာထည့်ထားခဲ့လေဟာအဲ့နေရာတော့ငါမလာရဲပါဘူးဟာတရေက6နဲ့မိနေတာနေ့ဖုန်းနံပါတ်ပေးထားလေငါဖုန်းဆက်မှာပေါ့တလင်းဖြူကကိုကိုစုကွင်းနာမည်ကိုကြားတာနဲ့အထိတ်တလန့်နဲ့ညင်းဆန်လိုက်မိရဲ့ကိုကိုစုကွင်းဆိုတာကစာတင်ကျောင်းရဲ့အနောက်ဘက်နဲ့ရွာဖျားကုန်းနောက်မှာရှိတဲ့ကိုကိုပင်တွေအများအပြားပေါက်ရောက်နေတဲ့နေရာကိုခေါ်ဆိုခြင်းပဲဖြစ်တယ်။အနီးနောက်မှာတော့ကံမောင်နှမလို့ခေါ်တဲ့ရေကန်ကြီးနှစ်ကန်လည်းရှိရဲ့။ပြီးတော့တစ်ပင်ဝါးပင်တွေထူထပ်စွာပေါက်ရောက်နေတဲ့တောအုပ်ကလေးတအုပ်လည်းရှိရဲ့။တလင်းဖြူလိုငယ်စေရဆိုရင်အဲ့ဒီတောအုပ်မှာတရေအလွန်ခြောက်တဲ့နေရာဖြစ်တယ်။ပူပြီးဆိုတာကအုပ်ဆက်ဆောင်နေလည်းရှိရဲ့။တလင်းဖြူကတော့ကိုယ်တိုင်မမြင်ဘူးမကြုံဘူးတာကြောင့်အုပ်ဆက်ဆောင်ဆိုတာကညီတူညီပုံရှိမှမသိပေမဲ့လည်းတချို့ကမြင်ဘူးကြတာကြောင့်ချောမောလှပတယ်ဆိုပြီးတော့လည်းပြောကြတယ်လို့ကြောက်စရာကောင်းတယ်ဆိုပြီးတော့လည်းပြောကြတယ်။အဲဒီတချို့ထဲမှာဆိုင်းလွန်းလေးပါဝင်ပါတယ်။ဆိုင်းလွန်းကစော့နေရင်ဖြစ်စီကျောင်းအိမ်သာသွားရင်ပဲဖြစ်စီအဲ့ရဲ့တောအုပ်ဆက်ကိုမကြာခဏရောက်ရှိသွားတတ်တယ်။သူ့ရဲ့ပြောကတော့အဲ့ရဲ့တောအုပ်ထဲမှာနေပြီးတော့သူ့မိယာလှမ်းခေါ်နေရကြောင်းဆိုပြီးတော့ပြောတတ်တယ်။အမှန်တကယ်ကတော့ဆိုင်းလွန်းရဲ့မိခင်ကဆိုင်းလွန်းပထမတန်းတက်နေတဲ့နှစ်မှာပင်တည်ဆုံးသွားခဲ့တဲ့သူဖြစ်တယ်။အဲ့ဒီတည်ဆုံးပြီးတဲ့မိခင်ဖြစ်သူကိုမြင်တယ်လို့ဆိုကဆိုင်းလွန်းကအဲ့ဒီတောအုပ်ထဲကိုမကြာခဏဆိုသလိုသွားတတ်တယ်။တလင်းဖြူကရွာမှာနေခဲ့စဉ်အဖြစ်အပျက်တွေကိုအကုန်မမှတ်မိတော့ပေမဲ့လည်းကိုကိုစုကွင်းနောက်ဘက်မှာရှိတဲ့အဲ့ဒီတောအုပ်နဲ့ဆိုင်းလွန်းကိုတော့အမတ်တရရှိလာပါတယ်။အရင်လိုမဟုတ်တော့ပါဘူးဖြူလေးရ။ဖျားကုန်းဒီဘက်မှာလည်းဈေးဆိုင်နေရှိနေပါပြီ။တောအုပ်ထဲကအပင်တော်တော်များများကိုလည်းရှင်းလင်းလိုက်လို့ကြောက်စရာမကောင်းတော့ပါဘူးဟာ။ပြီးတော့ငါရဲ့ဖုန်းပြတ်သွားလို့အစ်စ်မဝဲနိုင်သေးလို့ပါ။ဆိုင်းလွန်းရဲ့စကားကြောင့်တလင်းဖြူစိတ်မကောင်းဖြစ်သွားမိရဲ့။အမှန်အားဖြင့်ဆိုင်းလွန်းအဲ့လောက်ထိဘဝကစီးရဲနှုံရှာတဲ့သူတော့မဟုတ်ပါဘူး။သူရဲ့ဖခင်နဲ့မိရွေးကြောင့်တာလင်သူရဲ့ဘဝကဒီလိုဒုက္ခများနေရခြင်းဖြစ်မယ်လို့ထင်တယ်။ကဲရောက်ပြီဖြူလေး။နင်တို့နေခဲ့တဲ့ခြံကိုမှတ်မိတယ်မဟုတ်လား။ဟိုးရှိမှမြင်နေရတဲ့တိုက်ကြီးလေး။ငါမလိုက်တော့ဘူးနော်။နင့်ကိုမေးရင်လည်းဆိုင်ကယ်ငှားစီးလာတယ်လို့ပဲပြောလိုက်နော်။အချိန်ခက်မှန်မှန်နဲ့မောင်းနေတဲ့ဆိုင်ကယ်လေးကတော့ရွာထိပ်ရဲ့မှောင်ရိပ်ကျနေတဲ့နေရာမှာထိုးရက်လိုက်ပြီးတော့ဆိုင်းလွန်းကတလင်းဖြူကိုလှဲ့တောင်မကြည့်ပဲနဲ့ပြောလေခဲ့တာ။အေးပါဟာနင်းမျက်နှာကိုတေချာမမြင်ရတော့နေဘက်တွေ့ရင်တော့မှတ်မိပါမလားတော့မသိဘူး။တလင်းဖြူကအခုချိန်ထိတေချာမမြင်ရသေးတဲ့ဆိုင်းလွန်းကိုပြောလိုက်ခြင်းပဲဖြစ်တယ်။နေမမှတ်မိလဲငါမှတ်မိရဆိုတော့ငါခေါ်လိုက်မှာပေါ့ဟာ။ကဲငါသွားတော့မယ်နော်။ငါမှာတော့လည်းမမေ့နဲ့အောင်။အင်းပါစိတ်ချနောက်နေ့နင့်ကိုလာတွေ့မယ်နော်ဟုတ်ပြီလားတလင်းဖြူကမောင်းထက်သွားတဲ့ဆိုင်ကယ်ကိုမျက်စိတစုံကြည့်လိုက်ပြီးတဲ့နောက်ရွာလမ်းမကြီးတိုင်းတက်တက်ဝင်လာခဲ့တယ်။ည9နာရီကျော်10နာရီခန့်ပင်ရှိသေးမယ်ဖြစ်ပေမဲ့ရွာလမ်းတစ်လျှောက်မှာတော့လူသူကင်းရှင်းလျက်ရှိရဲ့။တလင်းဖြူရောက်နေတဲ့ရွာလမ်းကရွာထိပ်ဖြစ်တယ်လို့ရွာရဲ့အစွန်ဖျားအစဖြစ်တာကြောင့်လူသူကင်းရှင်းနေခြင်းလည်းဖြစ်မယ်လို့ထင်ပါတယ်။ရွာလမ်းတစ်လျှောက်လမ်းမီးတွေထိန်ထိန်လင်းနေတာကိုပင်ကျေးဇူးတင်ရအောင်ပဲဖြစ်တယ်။ရွာလမ်းမရဲ့တစ်ဖက်တစ်ချက်စီမှာလူတရက်နီးပါးမြင်ရတဲ့ဝက်ကတ်တီစူးရိုးတစ်ကိုင်းနေနဲ့ကာယံထားကြတဲ့ခြံကျဲကြီးတွေကလည်းရှိနေကြတော့တယ်။အဲဒီခြံကျဲကြီးတွေထဲမှာရှိတဲ့အင်ဂီဟာတွေထဲမှာဗီဒီယိုဇာတ်ကားတန်တွေနဲ့စူညံပူတန်တွေကိုတော့တစ်ချက်ကြားရပါတယ်။တလင်းဖြူကခရီးဆောင်အိတ်ကိုဆွဲပြီးတော့မြင်နေရတဲ့တိုက်ကြီးစီကိုရှောက်လန်းခဲ့တော့တယ်။မြင်လို့သာမြင်နေရပေမဲ့ကျယ်ဝန်းလာတဲ့ခြံကျဲကြီးတွေကြောင့်အဲဒီရဲ့တိုက်အိမ်ကြီးစီကိုရောက်ဖို့ကဝေးကွာလွန်းလှပါတယ်။ကြီးရေဘဘဒေါ်လေးရေဦးငယ်ရှိသမျှဆွေမျိုးဆောင်အောင်ခေါ်နေပေမဲ့တိုက်ထဲကကြားဟန်မတူတာကြောင့်တလင်းဖြူစိတ်တက်ကြလာမိရဲ့တိုက်ကြီးကလမ်းမနဲ့ဝေးကွာလွန်းမြမကပဲမျိုးကြီးပြကြီးထက်တောင်မှတာလွန်စွာလူတရက်ကြော်မြင့်နဲ့အုတ်တတိုင်းကြီးတွေတန်တကားတွေနဲ့ခိုင်ခန့်စွာတိဆောက်ထားတဲ့ခြံစည်းရိုးကိုကြည့်ပြီးတော့ခြံတကားဝမှာတလင်းဖြူစိတ်ပြက်လက်ပြက်နဲ့ထိုင်ချလိုက်မိရဲ့ခြံကြီးနဲ့တိုက်ကြီးဟာဟိုးရခင်တလင်းဖြူလိုနေစဉ်တုန်းကနဲ့ကွာခြားလွန်းလှစွာခမ်းနားထဲဝါလာတယ်ခြံကြီးကရွာစုံမှာတတိတတန့်တီရှိနေရကြောင်းလူတွေအိမ်တွေနဲ့အလံဝေးလာတာကြောင့်အနီးပါးမှာလည်းလူသူကင်းမဲ့လျက်ရှိရဲ့ဦးငယ်ရေဦးငယ်အမလီဟေးဘာတူလဲလာပြီခဏဆောင်ခြံနောက်တိတ်မကတ်နဲ့ခွေးတွေလှမ်းဆွဲနေမယ်တလင်းဖြူကစိတ်မရှိနိုင်စွာနဲ့ခြံတကားတော့ကလောက်ကြီးကိုတန်တိုင်နဲ့ရိုက်ခတ်လိုက်ပြီးတော့ခေါ်လိုက်တဲ့အခါခြံရဲ့နောက်ဘက်စီကဝုန်းကနေပြေးထွက်လာကြပြီးတော့မန်ဖီထိုးအောင်လိုက်တဲ့ခွေးတွေကြောင့်အထိတ်တလန့်နဲ့ပဲနောက်ကိုဆုပ်လိုက်တဲ့ချိန်နေပြင်ပေါ်ကိုဖင်ထိုင်ရက်လဲကျသွားတော့တယ်
အဲ့ဒီခါမှပင်ယောက်ျားတယောက်ရဲ့တန်ကိုကြားလိုက်ရပြီးတော့ခြံတကားနားကိုရှောက်လာနေတာကိုမြင်တွေ့လိုက်ရတယ်။ဟေးမင်းဘာတူလဲဖြူလေးဆိုတာလား။ဟုတ်ကဲ့ဟုတ်ပါတယ်ရှင်။ဦးလေးကြီးရဲ့ခွေးကိုအရင်ထိန်းပါအောင်။တလင်းဖြူကတုံတုံရင်ရင်ထစ်ထစ်ငေါငေါနဲ့လှမ်းပြီးပြောလိုက်မိတယ်။ဦးတောင်ဘာလဲဗျဘာတူလဲ။တလင်းဖြူမေးနေတဲ့အချိန်မှာပင်တိုက်ကြီးရဲ့အပေါ်ထက်ဝရဏစီမှာလှမ်းပြီးမေးလိုက်တဲ့အတန်ကြီးထွက်ပေါ်လာတယ်။ဆရာကြီးတို့ရဲ့တူမပါရထားနောက်ကြလို့အခုမှရောက်လာတာဟေးဟုတ်လားအိမ်ထဲကိုခေါ်ခဲ့ဟိကဲဘလို့ဖြစ်တာလဲတူမကြီးရဲ့လာမယ်ဆိုရင်လဲဖုန်းကိုတေချာဆက်မပေါ့ကွတော်သေးတာပေါ့အိမ်ကိုချောချောမောမောရောက်လာလို့တလင်းဖြူတိုက်ကြီးတဲ့ကိုရောက်တာနဲ့ဒုတိယအကြီးဆုံးဖြစ်တဲ့ဘာကြီးမြင့်အေးကစိတ်ပူပန်စွာနဲ့ပြောလေတယ်မင်းနဲ့ပေါ်တီးပေါ်ဆလှုပ်ပုံကတော့မအေးနဲ့တထီယာလေးပါလားကွတတိယမြောက်ကြီးတော်ဖြစ်သူဒေါခင်အေးရဲ့စကားတန်လေးဖြစ်ပါတယ်အကြီးဆုံးဖြစ်တဲ့ကြီးတော်ကြီးဒေါ်ကြီးအေးကတော့စကားတခုံးမှဝင်မပြောဘဲနဲ့နှုတ်ဆက်ကအကြည့်စူးစူးတွေနဲ့ကြည်နေတာကိုတလင်းဖြူတတိထားမိလိုက်တယ်။ကြီးတော်ကြီးရဲ့အကြည့်တွေကြောင့်တလင်းဖြူဆက်ခနဲတုန်လှုပ်သွားမိပြီးတော့ကိုလေးကိုလည်းကြုံလိုက်မိတယ်။အမေရဲ့ညီကိုမောင်နှမတွေထဲမှာကြီးကြီးကြီးအေးကိုတလင်းဖြူအကြောက်ဆုံးဖြစ်တယ်။ကြီးကြီးကြီးအေးကတလင်းဖြူကြုံဘူးတလောက်စကားနဲတယ်။မိမတန်မဲ့ယောက်ျားရင့်မာတွေနဲ့ရင်မောင်တန်းပြီးတော့အလုတ်လုံနိုင်တဲ့သူဖြစ်တယ်။ဘာကြီးမြင့်အေးကတော့ရိုးရိုးအေးအေးပုံစံသားဖြစ်တယ်။ကြီးကြီးခင်အေးရလည်းတလင်းဖြူတီးတလောက်ဟိုဆက်ဆက်ဒီဆက်ဆက်နဲ့ပါတက်ပြီးတော့အပြောဆိုကျန်းသူတယောက်ပဲဖြစ်တယ်။ကြီးကြီးခင်အေးပြီးရင်တလင်းဖြူရဲ့မိခင်ဖြစ်တယ်။ပြီးရင်ဦးကြီးထွန်းအေးဖြစ်တယ်။ဦးကြီးထွန်းအေးကလည်းရမန်နှစ်ကပင်ကွယ်လွန်သွားပြီဆိုတာကိုကြားသိရတယ်။ဦးကြီးထွန်းအေးကရွာမှာလည်းမနေပဲရှမ်းပြည်ဘက်မှာနေရကြောင်းဦးကြီးထွန်းအေးရဲ့အကြောင်းတော့တလင်းဖြူသိမသိပါဘူး။ဦးကြီးပြီးရင်ဒေါ်လေးရင်အေးဖြစ်တယ်။ဒေါ်လေးရင်အေးပြီးရင်တလင်းဖြူတို့ရှိရာရန်ကုန်ကိုမကြာခဏလာလေးရှိတဲ့ဦးလေးအငယ်ဆုံးဖြစ်သူဦးရန်နောင်ထွေးဖြစ်တယ်။အမေတို့မောင်နှမ9ယောက်မှအမေနဲ့ဦးကြီးထွန်းအေးသာအဝေးမှာနေထိုင်ကြပြီးတော့ကျန်တဲ့မောင်နှမ9ယောက်ကတော့ဒီရဲ့အိမ်ကြီးထဲမှာပင်အတူတကွနေထိုင်ကြတာ။အမေတို့မောင်နှမတွေကတယောက်နဲ့တယောက်အသက်2နှစ်စီသွားကွာကြပြီးတော့ယခုလက်ရှိကြီးကြီးကြီးအေးကအသက်56နှစ်ခန့်ရှိပြီးရင်ဦးလေးအငယ်ဆုံးက44နှစ်ခန့်ရှိရဲ့။တက်တန်းအရဆိုရင်သူတို့ရဲ့အသက်တွေကတိတ်ပြီးတော့မကြီးကြသေးတဲ့သူတွေဖြစ်တယ်လို့ဆိုရတယ်။ဒါပေမဲ့တလင်းဖြူရဲ့မိခင်နဲ့ဦးလေးထွန်းအေးကတော့အသက်50မပြည့်မီမှာပင်လူလောကကြီးကိုစွန့်ခွာသွားကြတယ်။သူတို့မောင်နှမတွေမှာကြီးကြီးကြီးအေးဒေါ်လေးရင်အေးနဲ့ဦးငယ်တို့ကအိမ်အောင်မကြသေးတဲ့အပြိုကြီးလူပြိုကြီးတွေဖြစ်ကြတယ်။ဒါနဲ့ညီဖေကမရသည့်ရနေပြီဆိုတော့သမီးတယောက်ကိုတောင်တာဝန်မယူနိုင်တော့ဘူးပေါ့လေ။တည်သွားတဲ့မိန်းမရဲ့အုပ်ကူတောင်မှပဲ6အောင်မစောင့်နိုင်တဲ့သူမျိုးပေါ်သေးသေးတော့မဟုတ်ဘူးပဲဟာခင်အေးရဲ့ခလေးရှိမှနင်ဘာတွေပြောနေရလဲသူလည်းအရွယ်ရှိသေးတာပဲဟာဦးမြင့်အေးကတလင်းဖြူကိုလှမ်းပြီးကြည့်လိုက်ကမြမဖြစ်သူဒေါ်ခင်အေးကိုဟန့်လိုက်တယ်ဟုတ်ဦးငယ်နဲ့ဒေါ်လေးရောရင်တလင်းဖြူကကြီးတော်ဖြစ်သူဒေါ်ခင်အေးရဲ့စကားပြတ်သွားစေဖို့အတွက်အတော်နဲ့ဦးလေးเจ้าကိုမေးလိုက်တဲ့အခါ3ယောက်သားတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးတော့သူတို့မရှိကြဘူးခရီးသွားနေကြတယ်ကဲမိုးလဲချုပ်နေပြီရေမိုးချိုးပြီးတော့ထမင်းစားဖို့ပြင်တော့ဒေါ်တုံရင်သူ့အတွက်အခန်းအရင်လိုက်ပြလိုက်ပါဦးဒေါ်ကြီးအေးရဲ့လေးနက်တဲ့စကားတန်ထွက်လာတာကြောင့်တလင်းဖြူကပါဇက်ကိုပိတ်ပြီးတော့ဒေါ်တုံရဲ့နောက်ကနေလိုက်ပါခဲ့ရတော့တယ်မောင်လုံးခလေးမလေးရဲ့အိတ်ကိုတဲခဲ့ပေးလိုက်အိမ်တော်ထိန်ဒေါ်တုံကအလုသမားတယောက်ကိုခေါ်ပြီးတော့တလင်းဖြူရဲ့အိတ်ကိုတဲခိုင်းလိုက်ပါတယ်တလင်းဖြူကဒေါ်တုံတို့ရဲ့နောက်ကနေလိုက်ပါခဲ့ရင်အိမ်ရဲ့အပေါ်ထက်ကိုတက်ခဲ့တယ်မီးရောင်ထိန်ထိန်လင်းနေတဲ့တိုက်ကြီးထဲမှာပရိဘောကတွေကခစ်မီလှပတယ်လို့တိုက်ကြီးထဲမှာလည်းအခန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတာကိုတွေ့ရတယ်။တလင်းဖြူတို့3ယောက်သာတိုက်ကြီးရဲ့အလဲတက်တက်မှရှိတဲ့လေကားတစ်တွေကနေအပေါ်ကိုတက်ခဲ့ကြတယ်။တိုက်တစ်ဆောက်ပြီးမှတခါမှမရောက်ဘူးသေးတဲ့တိုက်ကြီးထဲမှာတလင်းဖြူရောင်နှနှနဲ့လိုက်ပြီးတော့ကြည့်နေမိတယ်။ဘာကြီးမြင့်အေးနဲ့ကြီးကြီးခင်ရဲ့သားသမီးတွေကိုအရေးရောင်တော့မတွေ့ရတာကြောင့်တလင်းဖြူနားမလည်နိုင်တယ်လို့ဖြစ်နေမိရဲ့။ဒေါ်တုံကတိုက်ကြီးရဲ့တတိယအထက်ဖြစ်တဲ့အပေါ်ဆုံးအထက်ထိတက်သွားတာကြောင့်တလင်းဖြူနှာခေါင်းကိုရှုံလိုက်ပြီးတော့အနောက်ကနေတိတ်တဆိတ်ပင်လိုက်ခဲ့မိတော့တယ်။အပေါ်ဆုံးထက်ကိုရောက်တဲ့အခါဒေါ်တုံကပိတ်ထားတဲ့အခန်းတွေကိုကြော်ကဇင်းချံတလျှောက်ရှောက်လာခဲ့ရနေတောင်ကျိုးကွေအခန်းပြီးမှအခန်းရှိကိုအရောက်ရက်လိုက်ပြီးတော့တကားကိုဖွင့်လိုက်တယ်။ဒါမင်းနေရမယ့်အခန်းပဲ။ကိုနဲ့မဆိုင်တဲ့အခန်းတွေကိုလိုက်မဝင်ဘူးမမကြီးကမှားလိုက်တယ်။ဒီဇင်းကြံလန်းရဲ့အစုံမှာအိမ်သားနဲ့ရေချိုးခန်းတွေရှိရဲ့။အောက်ထပ်ဆင်းသုံးဖို့မလိုဘူး။မင်းရေချိုးပြီးရင်အောက်ထပ်မှာထမင်းလာစားပါထမင်းပွဲပြင်ပေးထားမယ်ဟုတ်ကဲ့တော်ကြီးဒါနဲ့ကျန်တဲ့မောင်နှမတွေတယောက်မှမတွေ့ဘူးနော်ဘယ်သွားကြလဲယင်
တလင်းဖြူဟာဘာကြီးအေးမြင့်ရဲ့သားသမီး3ယောက်နဲ့ကြီးကြီးခင်အေးရဲ့သားသမီး2ယောက်ကိုရည်ရွယ်ပြီးတော့မေးလိုက်ခြင်းပဲဖြစ်ပါတယ်။မရှိကြဘူးလေ။အကိုကြီးမြင့်အေးရဲ့သား2ယောက်လုံးကနိုင်ငံသားမှာလေ။ဒီမှာအလက်မလေးပဲကြံခဲ့တာ။အခုချိန်ဒီအခန်းထဲကမထွက်တော့ဘူးလေ။မခင်အေးရဲ့သမီးကြီးကလည်းနိုင်ငံသားရောက်နေတာပဲ။ဒီမှာအကြီးကောင်ပဲရှိတယ်။ပြီးတော့ရှမ်းပြည်ဘက်ကမင်းဦးလေးရဲ့သားဆိုတာလည်းရောက်နေတယ်။သူတို့ကတော့ဒီအချိန်ဆိုရင်ရွာလေကပြုံးချိုလက်ဖေးဆိုင်မှာရှိမှာပေါ့။သူတို့အားလုံးဒီပေါ်ထက်မှာပဲနေကြတာမနှက်ပြန်ကြရင်တော့သူတို့နဲ့မင်းတွေ့ရမှာပါတလင်းဖြူဟာအခန်းထဲကိုရောက်တဲ့အခါတရက်လှပစွာပြင်ဆင်ထားတဲ့ကတင်တဲ့အိယာကိုတွေ့ရပြီးတော့ဘေးမှာမှန်တင်ခုံတစ်လုံးလေးရှိနေခဲ့တယ်ဗီဒီယိုအလွတ်တစ်လုံးလေးထားပေးထားတာကြောင့်တလင်းဖြူကြည်နှက်သွားမိရဲ့တလင်းဖြူဟာပထမအဆုံးအိယာပေါ်ကိုခြေပြစ်လက်ပြစ်လဲပြီးတော့အိတ်ချလိုက်တယ်အဲ့ဒီချိန်မှာပင်အခန်းပြင်မှာခြေတံတစ်ရှက်ရှက်ကိုကြားလိုက်ရပါတယ်ခြေတံကိုနားဆိုင်ထောင်နေစဉ်မှာပင်တကားခောက်တံထွက်ပေါ်လာတာကြောင့်တလင်းဖြူအိယာပေါ်ကနေလူးလဲထားလိုက်ပြီးတော့အခန်းတကားဝနာကိုရှောက်လိုက်ကတကားကိုဖွင့်ပေးလိုက်တယ်။ကြီးကြီးကြီးအေးတလင်းဖြူအခန်းတကားကိုဖွင့်လိုက်တဲ့အခါကြီးတော်အပြိုကြီးကိုတွေးလိုက်ရတာကြောင့်ရွံ့တွန့်တွန့်ဖြစ်သွားမိရဲ့။ခဏထိုင်အောင်ပြောစရာရှိလို့ဒေါ်ကြီးအေးကကိုရိုင်ကမန်တင်ခုံရှိမှရှိရဲ့ဖိနိုင်ခုံမှာဝင်ထိုင်လိုက်ပြီးရဲ့နောက်တလင်းဖြူကိုကရင်ထက်မှထိုင်ခိုင်းလိုက်တယ်။ပွင့်ပွင့်လင်းလင်းပဲပြောမယ်။အဖိုးဖြစ်သူစုံလုံးကတော့မင်းမလိုက်လာခဲ့တာပဲ။အခုမှလာတယ်ဆိုတော့မင်းလဲလိုချင်တာရှိလို့လာခဲ့တယ်ဆိုတာကြီးကြီးတည်တယ်။အေးအခုချိန်မှာတော့မင်းလိုချင်တာကိုမရနိုင်သေးဘူး။ဒါပေမဲ့မပူပါနဲ့အချိန်တန်ရင်ပြီးမှာပါ။မင်းသိထားဖို့ကမရခင်စက်ကြားမှာမလိုအပ်တဲ့နေရာတွေဝင်မပါဘဲနဲ့နေပါ။မင်းရဲ့အကူအညီလိုအပ်တဲ့အခါမျိုးမှာလူရောစိတ်ပါတက်တက်ကြွကြွပါဝင်ပေးပါ။အေးဘာမှမလုပ်ရင်တော့ဘာမှရမှာမဟုတ်ဘူးပေါ့။ကဲဒါပဲကိုယ့်ရဲ့အခန်းထဲမှာကိုယ်စည်းကမ်းနဲ့ကိုနေနော်ရှုပ်ရှုပ်ရှက်ရှက်လောက်တာမျိုးကြီးကြီးမကြိုက်ဘူးဟုတ်ပြီလား။ကဲရေချိုးဖို့ပြင်တော့ဟုတ်ကဲ့ပါကြီးတော်ဖြစ်သူပြန်ထွက်သွားတာနဲ့တလင်းဖြူအိယာပေါ်ကိုဝုန်းကနေပြန်ပစ်ပြီးတော့လှဲချလိုက်တယ်။လာတော့ကတော့မျောလင်းချက်အပြည့်နဲ့အားခဲပြီးတော့လာခဲ့ခြင်းပါပြောမယ်လို့လဲစီစဉ်စိတ်ကူးထားခဲ့တဲ့စကလုံးတွေကလည်းဘယ်ရက်ကိုလွင့်ပြောက်သွားတယ်မသိပါကိုယ်တိုင်မပြောရရင်အတော်ဖြစ်သူနဲ့ဦးလေးဖြစ်သူကိုအကူအညီတောင်းမယ်လို့တွေးထားခဲ့ပေမဲ့စိတ်ကူးနဲ့လက်တွေလွဲချော်ခဲ့ပြီအခုပုံစံအတိုင်းဆိုရင်တော့ဒီရက်မှာအချိန်တိုင်းတာတစ်ခုထိနေရမယ့်သဘောမှာရှိနေခဲ့ပါတယ်ပရိသတ်များရှင်ဇလန်လေးကိုတော့ဒီမှာပဲခေတ္တရန်နာခွင့်ပြုပါကြန့်ရှိနေသေးတဲ့ပိုင်းတွေကိုနောက်ရက်တွေမှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်